ค่ไหนนี่ก็เลยเอาโมเลสอเลยมาพูดเรื่องเด็ดကျွန်တော်ရဲ့အမှာပါကျွန်တော်အမိုက်နေဖြစ်မှာโอเคအဲ့ဒါကျွန်တော်တို့တွားလိုက်ပါမယ်ကြာကျွန်တော်တို့တွားမဲ့အရာဟိုအိမ်မှာအဲ့ဒီအိမ်မှာကျွန်တော်တို့ခဏလေးကြာလို့ချင်မိုးလေဆောင်းဝင်ဖို့ပြင်ဆင်နေပါပြီ။ဒါအခုတော့ဈေးဥဖောင်းတစ်ယောက်လာပါပြီခင်ဗျ။ကျွန်တော်တို့ရဲ့စစ်တော့ပါဥက္ကဋ္ဌကြီးပါကျွန်တော်ဥက္ကဋ္ဌတာဟုတ်ကောင်းလားဟာဟုတ်တယ်ဟုတ်တယ်စိတ်ချမ်းသာကြစေစိတ်နှလုံးပြင်ကိုကျမ်းမာကြစေရွယ်သုံးသွဲနာကင်းကားလာစေတောင်းစုတွေလိုတိုင်းနာပြည့်စေစံစပါးတွေပြေဖြိုးကျွယ်ဝစေတရားတရားပြည့်လူဒန်းနိုင်ကြစေရွှေမိုးတွေရွာသွန်းကားကြစေမောင်မယ်တွေချစ်ကြိုးသွဲကြစေယာနောင်ငယ်တာကြာလာပြီးကြံတလို့စကားဒီမာကရာတင်ကန်တတင်တကရိုက်ကနေရွှေလျာစင်တက်ပြောင်းနေချိန်ကာလာစိုင်းနံကဘုံနောင်နဲ့စောင်းနံကဒူနောင်ရပါဦးရှင်စိုင်းနံကဘုံနောင်ဘောရီကတော့ကျင်းလို့စီးဆုံးတော့ရပြီမင်္ဂလာများစွာနဲ့ဥပုသ်ဆောင်မှုတို့တရားတွေလည်းရင်မာများစွာနဲ့ထင်ကြံသွားမှာပဲကျန်တဲ့ပန်းတွေဝင်ခံသွားပါရဲ့မွေးကြီးနဲ့မမီအောင်ကြိုင်နေကလာတကူးပေမို့လာထူးနေတဲ့မြဖူးရတဲ့ဒါကတော့အလူရှင်ပါအကျမ်းမှချမ်းသာပါစေ